full vlog မဟုတ်ပဲနဲ့တရာယူနီသွားတဲ့ vlog လေးပါ Hello guys ယူနီဖွင့်တာ2ရက်လောက်ပဲရှိသေးတယ်တရာတို့တငယ်ချင်းအုပ်စုတွေကအကြောင်းပြောဆိုတော့အကြောင်းကိုရောက်နေပါရှင်တရာတငယ်ချင်းယူလာတဲ့ငပြောသေးကိုကြည့်ပြီးလဲဦးတက်ခဲ့ရပါတရာတို့တငယ်ချင်းအုပ်စုကအတန်းချိန်အားရင်ဘာလုပ်လဲဆိုတော့ထမင်းကြိုက်တွေထုတ်ပြီးထမင်းစားကြပါတယ်ထမင်းစားပြီးတိတ်မကြခင်မှာတငယ်ချင်းလေးကမွေးနေ့မုတ်ချွေခဲ့ပါတယ်ဝင်းနေရှင်ကနောက်ထပ်ပွဲဆက်ရအောင်မှာဆိုတော့တရာတို့မုတ်ချွေပြီးထားခဲ့ပါတယ်။နောက်ပိုင်းတန်းချိန်ကြီးမရှိတော့တရာတို့ဘာလို့ရမလဲတွင်းနေပဲအေးဆိုင်ရောက်သွားပါအလေတန်းကြောင့်ပျက်စီးသွားတယ်တရာတို့ရဲ့ lobby ကိုအခုပြန်ဆောင်နေပါတယ်ရှင်။ဒီ vlog လေးက first day တုန်းကမတင်လိုက်ရတော့ first day နဲ့ second day ပေါင်းပြီးတော့ရိုက်ထားတဲ့ video လေးကိုတင်လိုက်တာပါရှင်။အဲအကြောင်းတရာအင်းရနှစ်ထည်ဖြစ်နေရပါတော့။ဒီ second day မှာလည်းတရာတို့အတန်းချိန်ကြီးအားတော့တရာတို့ထိုင်နေကြခုံလေးမှာပဲသွားထိုင်ပြီးထမင်းနှစ်သွားစားကြပါ။တရာ vlog လေးကြည့်ရင်တရာကို follow လုပ်ခဲ့ဝင်မင်းနဲ့နော် bye bye အားလုံးအိမ်ထဲမှာပစ္စည်းပြန်လိုက်ပါအဆန်လောမစင်